ဒီနေ့ဆုနဲ့အတူ school event နေရာတစ်ခုဖြစ်တဲ့ pool party သွား join တာလိုက်ခဲ့ကြပါအောင်ရှင်။နေရာကတော့သူတို့လာပရန်တာကနေဆိုရင်မိနစ်40လောက်ကားမောင်းလိုက်ပြီးတော့ holiday club hotel and spa ဆိုတဲ့နေရာမှာလုပ်ပါတယ်။ transportation ကတော့ထုံးစံတိုင်းကျောင်းကပဲအကျိုးပို့လုပ်ပေးပါတယ်။သူတို့ hotel ရောက်တဲ့အခါ spa entry fees ကထပ်ဝယ်စရာမလိုတော့ဘူးเนาะ။သူတို့ကျောင်းကနေဝယ်ထားတဲ့လက်မှတ်နဲ့ပဲဝင်လို့ရပါတယ်။ဒါကတော့ဒီနေ့ရဲ့ swimsuit outfit ပါရေတော့ကောင်းကောင်းမကူတတ်ပေမဲ့ဒီမှာရေတော့အဝါဆော်ခဲ့ရပါတယ် water slide ဆိုရဲရှိတာမလို့တော်တော်လေးပျော်ခဲ့ရတယ်ပေါ့နော်ဒီနေ့ပွဲက after party လဲတော်တော်ရှိသေးရပေါ့နော်ဒီ hotel ကပြန်လို့ရှိရင် club မှာ after party ရှိပါတယ်ဒါပေမဲ့ဆိုတော့ after party ကိုမ join နိုင်တော့ပါဘူးလူကတော်တော်ပင်ပန်းနေပြီဆိုတော့ဒီပွဲပြီးရနေဆိုအိမ်ပြန်ပါမယ်အခုကကား9နာရီခွဲမှလာမှာဆိုတော့မုတ်စားရင်းနဲ့ကားဆောင်ပါတယ်ကားလေးရောက်ပြီဆိုတော့ဒီနေ့တော့ကတော့တလောင်းနဲ့ပဲအိမ်ပြန်ပါပြီအားလုံးပဲဆုနဲ့အတူလိုက်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်